တိုချိုမျိုးရဲ့အချမ်းသာဆုံးလူပုံနှံတအူးရဲ့နေအိမ်ကြီးမှာအပြင်လူတွေဝန်ထမ်းသွားလာဖို့မရှိတဲ့ကြားကနေလူတစ်ယောက်ကအခန်းထဲမှာတနက်နဲ့ပြစ်တက်ခံလိုက်ရတည်ဆုံးနေပါတယ်။တည်ဆုံးသူကတော့ဗန်ပိုင်ရှင်ယာမာကာစီပါ။လူတက်မှုဖြစ်တာကြောင့်ရေမိုးမီကိုမီတို့ရောက်ရှိလာကြပြီးအခန်းထဲမှာလောချထားတဲ့အခြေအနေနဲ့ပဒင်းမောက်ပွင့်နေတဲ့အခြေအနေတို့ကြောင့်အပြင်လူတစ်ယောက်ကပဒင်းမောက်ကနေခိုးဝင်လာပြီးတက်တည်သွားတာလို့ကောက်ချက်ချလိုက်ပါတယ်။ထိုအချိန်မှာပဲ18နှစ်အရွယ်ထက်တန်းကျောင်းသားလေးခုလိုရှင်းကြီးရောက်ရှိလာပြီးတော့ဒီအမှုကအပြင်လူတက်တာမဟုတ်ပဲအိမ်ထဲကလူတစ်ယောက်တက်လိုက်တာဖြစ်ပြီးလူကတော့တခြားသူမဟုတ်ပဲအိမ်ပိုင်ရှင်ကိုယ်တိုင်ဖြစ်တဲ့အကြောင်းကိုပြောလာပါတယ်။အိမ်ပိုင်ရှင်ဘိုးကြီးကလည်းသူ့ချစ်တော်မကောင်းတဲ့အတွက်လမ်းမလျှောက်နိုင်တာမလို့လူတက်တာမဖြစ်နိုင်ကြောင်းကိုပြန်လည်ခြေပခဲ့ပေမဲ့ရှင်းကြီးကအမှန်တရားဆိုတာတစ်ခုတည်းရှိပါတယ်ဆိုပြီးသူ့ပြီးမှရှိတဲ့ကဘာလုံးကြီးကိုအိမ်ပိုင်ရှင်စီတက်ပြစ်လိုက်တဲ့အခါမှာအိမ်ပိုင်ရှင်ကကြောက်လန့်အားနဲ့ထားချောင်လိုက်တာမလို့သူ့တင်လာတဲ့အကုန်လုံးပေါ်သွားပါတော့တယ်။ဒီလိုနဲ့ပဲဂျပန်ရဲတပ်ဖွဲ့ကတော့မပြေရှင်းနိုင်တဲ့လူတက်မှုတစ်ခုကိုဘက်တော်မှာကတ်တန်ဖြည့်ရှင်းပြလိုက်တာကတော့ကစ်တစ်ရှာတော်ဟောင်းလုံးတင်သားကြတဲ့ခုလိုရှင်းကြီးပဲဖြစ်ပါတယ်။ရှင်းကြီးမှာမိုဒီရန်ဆိုတဲ့ငယ်တငယ်ရှင်းကောင်းကလေးတယောက်ရှိပါတယ်။ရန်ကလှရဲလှတယ်လို့ကရာတီလေးအရန်တော်ပါတယ်။သူတို့မြတ်က tropical land ကစားပွဲမှာတော့ကိုချိန်ထားကြတာပါ။ဘာဖြစ်လို့လဲဆိုတော့ရန်ကရာတီပြန်ပွဲမှာချန်ပီယံဖြစ်ခဲ့ရင်ရှင်းကြီးကကစားခွင့်လိုက်ဖို့မယ်လို့ကတိပေးထားလို့ပါ။ကစားကွင်းထဲမှာရှင်းကြီးကတော့အစုံတော်ဝတ္ထုတွေအကြောင်းကိုတွတ်ပြောနေပြီးဘန်ကတော့စိတ်ကောက်လိုက်ပြောလိုက်နေပေါ့သူတို့နှစ်ဟာ Mystery Coaster လို့ခေါ်တဲ့ roller coaster ကိုခီချီတာနဲ့သူ့ရဲ့ရည်စားရီကိုဟီတိုမီရဲ့သူ့တငယ်ချင်းအေအီကိုအမဲရောင်ဝတ်စုံထားတဲ့ဂျင်းနဲ့ဖိုကာတို့နဲ့အတူစီးခဲ့ပါတယ် roller coaster ကအချိန်နဲ့မောင်းနေပြီးလှိုင်းကူအမောင်ကိုအဖြက်အမောင်လေးကနေပြန်ထွက်လာတဲ့အခါမှာတော့လေဘင်းကနေတွေးပန်းထွက်နေတဲ့အလောင်းကြီးကိုကြည့်ပြီးလူတိုင်းဟာအော်ရဲကုန်ကြပါတယ်ရဲတွေရောက်ရှိလာပြီးစစ်ဆေးတဲ့အခါမှာတော့တေးဆုံးလူရဲ့ကြီးစားဖြစ်သူရီကိုရဲ့အိတ်ထဲမှာဓာတ်ချောင်းကိုရှာတွေ့ခဲ့တာကြောင့်တရားခံဆိုပြီးကောက်ချက်ချလိုက်ပါတယ်ဒါပေမဲ့လည်းရှင်းကြီးကတော့တရားခံကသူမဟုတ်ဘူးဆိုတာကိုပြောလိုက်ပြီးတကယ်တရားခံကဟီတိုမီဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်ဟီတိုမီကဂျွန်ဘာမဲဟောင်းတယောက်ဖြစ်တဲ့အတွက်ရိုလာကိုစတာကိုအချိန်နဲ့မောင်းတဲ့အခါမှာတော့လက်တရက်နိုင်စွမ်းရှိပါတယ်ပထမဆုံးအနေနဲ့သူမဟာကြောပွဲကိုကြောနောက်မှာခံထားပြီး safety bar တရားနဲ့အလွယ်တကူထွက်လို့ရအောင်လုပ်ခဲ့တာပါပြီးတော့ကျူတင်ပင်စင်ပြီးယူလာတဲ့ဂျိန်းနဲ့ထွေးချီထားတဲ့ piano wire ထုတ်ပြီးတော့ဝင်းလုပ်လိုက်ပါတယ်ရိုလာကိုစတာရဲ့အရှိန်ကိုတုံးပြီးကျိုးကွင်းကိုခီချီတာရဲ့လေဘင်းမှာဆိုလမ်းကျိုးရဲ့ခြားတစ်ဖက်ကိုယထာလက်မှာချိတ်လိုက်ပါတယ်ယထာအရှိန်နဲ့ဆွဲလိုက်တဲ့အခါမှာတော့လမ်းကျိုးဟာဓာတ်ထပ်ပူပင်းထန်တဲ့အားနဲ့ခေါင်းကိုဖျက်ချလိုက်တာပါသူမဟာခီချီတာနဲ့အရင်ကချစ်တူတွေဖြစ်ခဲ့ပေမဲ့ခီချီတာကသူမကိုဆုံးဖြစ်ပြီးအခြားတစ်ယောက်နဲ့တွေ့ခဲ့လို့နာကျင်ပြီးတက်ခဲ့တာပါဒါတွေကိုမတက်ခင်သူမကြားခဲ့တဲ့မျက်ရည်စာတွေကတက်တည်ပဲဖြစ်တဲ့အကြောင်းကိုရှင်ကြီးကပေါ်ထုတ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဟီတိုမီလည်းသူမတက်ခဲ့တဲ့အကြောင်းကိုဝန်ခံလိုက်ပါတယ်အမှုကပြီးသွားပေမဲ့ရှင်ကြီးရဲ့စိတ်ထဲမှာအနက်ရောက်ဝတ်စုံတဲ့လူတစ်ယောက်ကိုတန်မြဝင်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူစီကနေထွက်လာတဲ့လူတွေတမန်အမွေတက်တွေကဒူးချနေလို့ပါအဲ့ဒါကြောင့်ပဲရန်ဝန်အိမ်ရင်ပြန်ခိုင်းပြီးရှင်ကြီးတယောက်တည်းသူတို့နောက်ကိုတိတ်ဆိတ်လိုက်သွားခဲ့ပါတယ်ကစားကွင်းနဲ့ဝေးလံတဲ့နေရာမှာတော့ဖိုတာကကုမ္ပဏီပါရှင်တူဘစီကနေဝင်ညစ်နေတာကိုရှင်ကြီးကတွေ့လိုက်ရပါတယ်အဲ့ဒီအယောင်းဝယ်ကိုတပ်ပုံရိုက်ပြီးတက်တည်ယူကိုစူးစမ်းနေတော့သူ့နောက်ကနေဂင်းရောက်လာတာကိုသူတတိမထားမိလိုက်ပါဘူးဂင်းဟာရှင်ကြီးရဲ့ကောင်းကိုတုံးနဲ့အာကုံရိုက်ချလိုက်ပါတယ်ဂင်းကဒီကောင်ကစုံတော့ပဲဒီမာတင်အပြတ်ရှင်းရမယ်လို့ပြောပေမဲ့ရဲတွေနဲ့ပြဿနာမတက်ချင်တာကြောင့်သူတို့အဖွဲ့အစည်းကနေအသစ်ထုတ်ထားတဲ့ APTX 4869ဆိုတဲ့အစိတ်စီးကိုရှင်းကြီးရဲ့ပါစက်ထဲကိုထည့်လိုက်ပါတယ်ဒီစီးပြခန္ဓာကိုယ်ထဲမှာတဲလွန်စာမကြက်မဲလူတက်နိုင်တဲ့စိတ်လို့ဂင်းကယုံကြည်ထားပါတယ်သူတို့ထွက်သွားပြီးနောက်မှာတော့ရှင်းကြီးရဲ့ခန္ဓာကိုယ်ကမီးလောင်သလိုပြင်းထန်တဲ့အပူရှင်ကိုခံစားလိုက်ရပါတယ်သူ့ရဲ့အယိုးတွေကျိုးပဲကုန်သလိုဆဲတွေလည်းအေးပြုံကုန်သလိုဝေဒနာကိုခံစားရင်းတတိမိသွားခဲ့ပါတယ်ခဏကြာမှာတော့ရဲတွေရောက်လာပြီးသူ့ကိုနှိုးလိုက်တဲ့အခါရှင်ကြီးရဲ့အဝတ်စားတွေကခြောင်နေပြီးသူ့ရဲ့လက်တွေခြေထောက်တွေကအေးရောတာကိုတွေ့လိုက်ရပါတယ်တကယ်တော့သူဟာတေးမတော်ပဲဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်9နှစ်သားကလေးဘွားကိုပြန်ရောက်ရှိသွားခဲ့တာပါ